မင်္ဂလာပါရှင်တော်ကီဝိစာ channel မှာကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့ကတော့စိန်အောင်ချီဖျားပင်လေးကိုရွတ်ဖတ်ပူဇော်သွားမှာဖြစ်ပါတယ်ရှင်အင်္ဂရိရတ္တာတာဩနာယဒါရာဟိတေထရန္တိယောဝစီယဝဝိယောစန္တိစီနောမိထာဒုတိတကေအင်္ဂရိရတ္တာတာအယုတ်လက်အမြတ်ပိုင်းချအလွန်ကြီးမှ၍သုံးမဆယ်လေးပါရမီတော်အောင်စာကီတော်ဂုဏ်တို့ကြောင့်6ရောင်ဆုံးဂုံမြူလျက်အင်္ဂရိရတ္တာဆိုတဲ့ဘွယ်သူကိုအန်ကျုခံခိုင်ဖတ်မပြိုင်နိုင်အောင်လက်ခံရရှိတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏အမှုခန္ဓာရီမျက်ခုံးတော်နှစ်သွဲအလဲဘဟုတဲ့တဲ့၌သင်္စာတာယာနုဖြူထွားထွားကောင်းစွာပေါဖြစ်ပေါ်၍လာတော်မူသောဩနာယာစာဆွဲလို့ဆက်လျင်2000ခန့်ရှိလျက်သဖြင့်စိန်သားနှင့်အသွင်ငွေနှန်းချီအမြင့်ကဲ့သို့ဖြူစင်ဝင်းသေးလျာရစ်ခွေယုံစိန်ကျဲဝင့်အနေပုံလို့အောင်နှလုံးခေါ်ဝိရှင်တော်ထက်လွန်ထုမြတ်သည့်ရတော်မှ၎င်းဒါရာဟိစာဗရမ ခေါင်ရန်နှင်းစီပန်းကဲ့သို့နိမြန်းသောနှုတ်ခမ်းတော်တို့ဖြင့်မပေါ်အောင်ပုံပေ၍ထားအပ်သောသွားတော်လေးစေဆွဲတော်လေးစုဖြူရရတတော်သူတို့မှ၎င်းဒေတာရန်တီယောပလဲအနှင့်စိန်စစ်နမှုဘောဖြူငွေရွက်ဖြန့်ချက်စီချေငွေချေရောင်တန်းကေလာတငွေတောင်ကိုနေရောင်လွှမ်းပြီးတကဲ့သို့မျက်လေးပန်းစပင်ငုံချဖြူပွင့်ဝတ်မုံလိုဘုံဗမာကစိန်တော်ကိုတင်ရောက်ဟပ်ပြီးတကဲ့သို့တလျက်လျက်တဖိတ်ဖိတ်တရရဲ့တလဲလဲထိန်ပြောင်းကြည့်တယ်စိန်အောင်ကြည့်တဲ့ဖြူခွေတော်အစင်းတော်မြတ်တို့သည်ဝစီယဝါစိန်နှစ်စိန်သွေးဖြူခွေထောင်ပြောင်းစိန်သားတောင်ကြီးကဲ့သို့ဝီယောစန္တီဖူးမြင်ရသူတို့ဤစိတ်ဝဲအထူးဝင်မာကြည်နုလောက်အောင်ရွှေမြူတကြွပမြတပြေလာပါစံကျဲတင်တယ်တော်မူကြပါပေကုန်၏တော်စီနောထူးထွေဆန်းလဲစိန်ရောင်ကြီးတို့ကြောင့်အင်္ဂရိရတံဝေရုခံသည်ငါမအောင်ပြီးထိုဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်မေမမယုံနှင့်နန္နာထိုနှပြကိုတက္ကရာဆွဲအထင်းလွယ်၍ငါပဲသမုတ်အကျွန်ုပ်ဤတည်တကေဥကောင်းယရနာမြတ်ရထားတင်ဥထိပ်ပြင်၌ထာတုပေးရန်ခတ်သိမ့်ကင်းငြိမ်းစေမှုမြတ်တာပြု၍ကြည်ရှုကိုယ်တိုင်ခိုင်ခိုင်မတ်မတ်တန်ရတည်နေတော်မူလှဲ့ပါစိန်ရောင်ကြည်နေတနှုံကဲ့သို့ရွှေဖုံးတော်သခင်အရှင်မြတ်ကြီးဖျားသာဓုသာဓုသာဓုအခုလိုဘုရားစာရွတ်ဖတ်ခြင်းများကိုဆက်လက်နားထောင်လိုပါကတော်ကီဝိစာ channel လေးကို like and subscribe လေးလုပ်သွားပေးကြပါအောင်ရှင်အားလုံးပဲတတာပါနော်ဒီနေ့အတွက်တော့ဒါလေးနဲ့ပဲရှင်းတာပဲခွင့်ပြုပါရှင်